ခင်ယေရှုနဲ့ခင်းနာကိုရောကိုတောက်တုံးမှုရန်အတွက်ဒီနေ့ကိုရောဒီကျွန်ုပ်ကိုဓမ္မသချင်းကိုပြင်ဆင်ပေးခြင်းအတွက်ကျေးဇူးတင်နေနဲ့ခင်းနာကိုရောကိုစားတုံးဖို့ရန်အတွက်ကျွန်ုပ်ကိုတမန်ကျမ်းစာပေးထားခြင်းအတွက်ကျေးဇူးတင်နေသခင်ယေရှုသခင်ယေရှုဖျားကျွန်ုပ်ဒီလူသားဝိညာဉ်ရှိတဲ့အတွက်ကျွန်ုပ်ဒီဝိညာဉ်ဆိုင်ရာအစားအစာကိုစားသုံးဖို့ရန်အတွက်လိုအပ်ပါသည်ကျွန်ုပ်ဒီခန္ဓာရှိတဲ့အတွက်ခန္ဓာအစားအစာကိုစားသုံးဖို့ရန်အတွက်လိုအပ်ပါသည်ဒီနေ့ကျွန်ုပ်ဒီသခင်ယေရှုကိုယုံကြည်လက်ခံတော့ယုံကြည်သူတူဖြစ်တဲ့အတွက်ကျွန်ုပ်၌အသစ်တဖန်မွေးဖွားထားသောဝိညာဉ်ရှိသည့်အတွက်ကျွန်ုပ်ဒီဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဒီဟူသောဓမ္မကျမ်းစာနှင့်ဓမ္မသချင်းဖြင့်ကျွန်ုပ်ဒီဘုရားခင်ကိုချီးမွမ်းဖို့ရန်အတွက်လိုအပ်ပါသည်ဤရာသည်ကျွန်ုပ်ရဲ့ဝိညာဉ်အစားအစာဖြစ်ပါသည်ကျွန်ုပ်ဒီခန္ဓာရှိသည့်အတွက်ကျွန်ုပ်ဒီခန္ဓာအစားအစာကိုစားသုံးဖို့ရန်အတွက်လည်းနေ့စဉ်လိုအပ်ပါသည်ယနေ့ခန္ဓာအစားအစာနှင့်ဝိညာဉ်အစားအစာနှမျိုးစလုံးကိုကျွန်ုပ်ကိုနေ့စဉ်တိုင်းပြင်ဆင်ပေးတော့သခင်ဘုရားကိုကျေးဇူးတင်ပါသည်အာမင်